A successful man possesses great spiritual understanding. Spiritual ဆိုတာနန္တရားနဲ့ပတ်သက်တဲ့အရာကိုပြောတာနော်တဲ့ပြောရင်တော့တရားပါပဲနော်မြင့်မြတ်တဲ့လေးနက်တဲ့မှန်ကန်တဲ့တရားအဲ့ဒါ spiritual လို့ခေါ်တာပဲနော်အဲ့ဒီတရားကိုသိတာကို understanding လို့ခေါ်တာနော်အဲ့တော့ spiritual understanding ဆိုတာလေးနဲ့တဲ့မြင့်မြတ်တဲ့မှန်ကန်တဲ့တရားနော် great လို့တောင်ထည့်တယ် great ဆိုတာကြီးကျယ်သောမြင့်မြတ်သောလို့အဓိပ္ပာယ်ရှိတယ်နော်အဲ့တော့ဝိပဿနာဉာဏ်မဉာဏ်ဖွဉာဏ်ဆိုတာဟာအင်မတန်ကြီးကျယ်တယ်အင်မတန်လေးနဲ့တဲ့အင်မတန်မြင့်မြတ်ပါတယ်လောကီအသိဉာဏ်ဗဟုသတွေလောကီပညာအတွေးခေါ်တွေ philosophy တွေကဘလောက်ပဲနည်းနည်းပြောနော်ဝိပဿနာဉာဏ်အရာမှာပထမဉာဏ်ဖြစ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ကိုတောင်းမှလေးနဲ့မှုမြင့်မြတ်မှုမှာဘယ်လို့မှမမှီဘူးဘယ်လို့မှတိုင်းတာလို့မရအောင်နော်လောကီအတွေးတွေဆိုတာအတွေးတက်ပဲများပါတယ်စကားလုံးတွေနဲ့ပဲအလုပ်တွေရှုပ်ပြီးတော့အချိန်တွေကုန်သွားတယ်အဲ့ဒီလောကီအတွေးခေါ်တွေကိုဘလောက်ပဲဖတ်တကယ်စိတ်ရဲ့အေးချမ်းမှုကိုမရနိုင်ဘူးတကယ်အမှန်ကိုမသိနိုင်ဘူးတကယ်လေးနဲ့တဲ့သူမဖြစ်နိုင်ဘူးတကယ်မြင့်မြတ်တဲ့သူမဖြစ်နိုင်ဘူးနော်အဲ့ဒီအတွေးခေါ်ယူဆတွေအမျိုးမျိုးပฏิပက္ခဖြစ်ပြီးတော့ပဲတယောက်နဲ့တယောက်စစ်ဖြစ်တဲ့ဆင်ပြောင်တောင်ရောက်သွားကြတာတွေကိုအများကြီးတွေ့ရပါတယ်နော်အဲ့တော့လောကီညာဟာလေးနဲ့တဲ့မြင့်မြတ်တဲ့ညာလို့မပြောနိုင်ဘူးနော်သူ့ညာနဲ့သူတော့တချို့ဟာတွေကတုံးလို့တော့ဖြစ်ပါတယ်အသုံးပြုရုံလောက်ပါပဲရှိပါတယ်နော်အဲ့တော့ a successful man နော်အောင်မြင်တဲ့သူဟာတဲ့နော် possesses great spiritual understanding မြင့်မြတ်တဲ့လေးနဲ့တဲ့ကြီးမားတဲ့အသိဉာဏ်ရှိတယ်နော်အဲ့တော့ဒီလေးနဲ့တဲ့မြင့်မြတ်တဲ့အသိဉာဏ်မရှိဘဲနဲ့အောင်မြင်တဲ့သူမဖြစ်နိုင်ဘူးလို့ဆိုလိုတာပဲနော်အဲ့တော့အသိဉာဏ်ပို့ပြီးတော့လေးနဲ့လေးပို့ပြီးတော့မြင့်မြတ်လေးပို့ပြီးတော့အောင်မြင်လေးလို့ပြောလို့ရတယ်ပို့ပြီးတော့လည်းစိတ်ချမ်းသာလေးဘဝကိုလည်းပဲကျင့်တတ်မှုပိုရလေးဖြစ်နိုင်တယ်နော်အဲ့ဒီအတွင်းမှာအဲ့ဒီအသိဉာဏ်ရှိမှသာစိတ်ဓာတ်ခိုင်မာတဲ့သူရင့်ကျက်တဲ့သူဖြစ်နိုင်တယ်အဲ့ဒီအတွင်းမှာအသိဉာဏ်ရှိတဲ့သူဟာသူကုသိုလ်ကံအကျိုးပေးကြောင်းပစ္စည်းဥစ္စာတွေရှိခြင်းလည်းရှိမယ်နော်ရှိလည်းပဲဒီပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့သူ့မှာမာနကြီးကြီးမဖြစ်ဘူးအသိဉာဏ်မရှိတဲ့လူဟာပစ္စည်းလေးနည်းနည်းရှိလာတာနဲ့မာနကြီးလာတယ်နော်ထို့တူပဲသူဘဝပေးအခြေအနေရသူအလောက်ကင်မှာသူယာတုကြီးတဲ့လူဖြစ်ခြင်းလည်းဖြစ်မယ်နော်ဒါပေမဲ့အသိဉာဏ်ရှိတဲ့အတွက်ကြောင့်ဒီယာတုကိုမှီပြီးတော့မောက်မာတဲ့စိတ်မာနစိတ်မဖြစ်ဘူးယာတုကိုမှီပြီးတော့သူတစ်ပါးကိုအနိုင်ကျင့်တာလို့ဒုက္ခပေးတာလို့သူမလုပ်ဘူးနော်ဒီယာတုကိုအကြောင်းပြုပြီးတော့ပဲတတ်တဲ့လောက်အများအကျိုးရှိအောင်တော့လုပ်ပေးမှာပဲနော်အဲ့တော့ဉာဏ်ရှိတဲ့လူဟာပစ္စည်းရှိပေမဲ့လည်းပဲဒီပစ္စည်းကြောင့်ကောင်းတာကိုပဲသူဆက်လုပ်တယ်နော်ပို့ပြီးတော့ကောင်းတာကိုလုပ်နိုင်တယ်နော်ဉာဏ်ရှိတဲ့လူဖို့ဆိုရင်ဉာဏ်ရှိတဲ့လူဟာယာတုရှိရင်ဒီယာတုကိုမှီပြီးတော့ကောင်းတာတွေကိုအများကြီးသူလုပ်နိုင်တယ်နော်အများကျိုးကိုအများကြီးဆောင်ရွက်နိုင်တယ်နော်အဲ့လိုမဟုတ်ပဲနဲ့လေးနဲ့တည်းမြင့်မြတ်တဲ့အသိဉာဏ်နဲ့စိတ်ထားမရှိတဲ့သူဟာပစ္စည်းရှိလေအကုသိုလ်များလေဖြစ်လာတာပဲနော်ယာတုကြီးလေမကောင်းမှုကိုပို့ပြီးတော့လုပ်လေဖြစ်လာတာပဲနော်မတရားတွေပို့ပြီးလုပ်လေဖြစ်လာတာပဲအဲ့တော့သူ့အတွက်ကမကောင်းမှုအကုသိုလ်ကိုလှုပ်ထားတဲ့ကြောင့်စိတ်မှာကြည်လင်မှုအေးချမ်းမှုဆိုတာမဖြစ်နိုင်ဘူးကုတ်ဆနောင်တဆိုတာဖြစ်ကိုဖြစ်ရတယ်နော်အဲ့တော့တချို့လူတွေအသက်နည်းနည်းအရွယ်ကောင်းတုံးဆိုပါတော့ဗောလေနော်ယာတုကြီးတုံးမှာမသိတော့တာတွေအများကြီးလှုပ်ခဲ့ပြီးတော့နောက်အသက်ကြီးတဲ့ခါကျမှနောင်တအကြီးကျယ်ရပြီးတော့ပူလောင်နေကြတာတွေလည်းပဲတွေ့ရတယ်နော်ဒကာကြီးတယောက်ဆိုလာမေးတယ်ရှင်ဗျာတဲ့တပည့်တို့လှုပ်ထားတဲ့အကုသိုလ်တွေပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲတဲ့အခုမှ तू ကစဉ်းစားတတ်လာလို့ကြောက်တတ်လာပြီနော်ကြောက်တတ်လာတော့ तू မေးတယ်ပျောက်သွားအောင်ဘယ်လိုလုပ်ရမလဲအဲ့တော့အမှန်တိုင်းပဲသူ့ကိုပြောရတယ်ဒကာကြီးပြုထားတဲ့အကုသိုလ်ကတော့အကျိုးပေးချိန်တိုင်ပေးအောင်မှာပဲနော်ပျောက်သွားအောင်တော့တခြားနည်းနဲ့လုပ်လို့မရဘူးရတဲ့နည်းတော့တနည်းပဲရှိတယ်အနည်းဆုံးသောတာပတ္တိမဲ့ရမယ်ဆိုရင်တော့အပယ်လေးပါးလာတော့တဲ့အကုသိုလ်ကတော့အကျိုးမပေးတော့ပါဘူးနော်ဒါပေမဲ့ဘဝဖြစ်လာရင်တော့အကုသိုလ်အကျိုးပေးခွင့်ဟာရှိနေသေးတာပဲနော်မြတ်စွာဘုရားတောင်းမှကာယကဒုက္ခတော့ခံရသေးတာနော်စိတ်ဆင်းရဲမှုတော့မရှိပေမဲ့ကိုယ်ဆင်းရဲမှုတော့ဖြစ်သေးတယ်အကုသိုလ်ကတော့အကျိုးပေးသေးတာပဲနော်အဲ့တော့အပယ်လေးပါးလာလောက်တဲ့အကုသိုလ်ကိုတော့သောတာပတ္တိမဲ့လောက်နဲ့ပဲတားနိုင်ပါပြီလို့အဲ့တော့ကိုပြုခဲ့တဲ့အကုသိုလ်ကိုနောင်တရလို့တကယ်ကောင်းတာလုပ်ချင်တယ်ဆိုရင်တော့တရားကိုတကယ်ထိထိရောက်ဖြစ်အောင်အားထုတ်ပါတော့ရှားနည်းမရှိဘူးနော်
when you have attained peace of mind, your mind will automatically reject every thought and every mental reaction which is not beneficial to your welfare. ဒီစကားလေးကရိုးရိုးလေးနဲ့အမတန်နဲ့နေတယ်အမတန်တင်မှုတယ်နော်တဲ့မှာစိတ်ရဲ့ငြိမ်းချမ်းမှုရပြီဆိုရင်တဲ့နော်ဒီစိတ်ရဲ့ငြိမ်းချမ်းမှုလည်းတခြားနည်းနဲ့မရဘူးနော်အပျော်ပါးနဲ့ပဲလုံနည်းနဲ့မှမရနိုင်ဘူးဒီဝိပဿနာတရားနဲ့မှပဲရနိုင်တာနော်အဲ့တော့တဲ့မှာစိတ်ရဲ့ငြိမ်းချမ်းမှုကိုရပြီဆိုရင်တဲ့တင့်စိတ်ကအလိုလျောက်ပဲမသိတော့တဲ့အတွေးနော်မသိတော့တဲ့စိတ်ကူးတွေကိုသူ့ဟာသူပယ်လိုက်လိမ့်မယ်တဲ့နော်အဲ့တော့တတိထားပြီးတော့ကိုယ့်ဟာကိုယ်ကြည့်ပါတရားထုတ်နေလို့ဆိုရင်ဒါကိုယ်တိုင်သိနေတဲ့ကိစ္စပါနော်တရားထုတ်လို့စိတ်ကြည်လင်အေးချမ်းမှုတော်တော်လေးရှိလာတဲ့ခါမှာဒီစိတ်ကြည်လင်အေးချမ်းမှုလေးကိုအပြတ်မခံချင်ဘူးအပြတ်မခံချင်ဘူးနော်အကြောင်းတစ်ခုခုကြောင့်တတိမေ့လျော့လို့နော်တခြားကိစ္စတစ်ခုခုအစဉ်ပြေတဲ့ကိစ္စတစ်ခုကိုကြားရလို့မြင်ရလို့စိတ်မှာပူလောင်သွားတယ်လှုပ်ရှားသွားတယ်စိတ်ဆိုးသွားတယ်ဒေါသဖြစ်တယ်ဖြစ်အောင်တော့နော်အေးချမ်းမှုကိုတတိချာချာသိထားတဲ့သူနော်ခံစားရတဲ့သူဟာသူအဲ့ဒီပူလောင်မှုတွေမှာတာရှည်မနေဘူးပူလောင်မှန်းကိုချက်ချင်းသိလိုက်ပြီးတော့ဒါကိုသူချက်ချင်းပယ်လို့ရတယ်နော်အဲ့တော့တတိနဲ့ကြည့်တဲ့အခါမှာနော်တတိမရှိတဲ့လူဉာဏ်မရှိတဲ့လူဟာကိစ္စတစ်ခုခုဖြစ်လာတဲ့အခါမှာစိတ်ဆိုးရပြီဆိုရင်သူဘာလုပ်တတ်တယ်လဲဆိုတော့ဘယ်သူမကောင်းလို့နော်ဟိုလူကဘယ်လိုပြောလို့ဒီလူကဘယ်လိုပြောလို့သူများမကောင်းလို့ဆိုတာကိုတွေးပြီးတော့အပြစ်ဖို့တယ်အဲ့ဒီအပြစ်ဖို့နေနေသူဒီတွေးကိုတွေးနေရတော့မှသူစိတ်ကဘယ်နဲ့နေမလဲပို့ပြီးတော့ပူလောင်ပါပဲနော်အစင်မပြေမှုတစ်ခုရှိလာတဲ့အခါမှာသူတစ်ပါးအပြစ်ကိုရှာပြီးတော့တွေးလေလေစိတ်ကပို့ပြီးတော့ဒေါသဖြစ်လေလေနော်တော့တရားကိုသိရလူကြတော့သူလွန်တာငါလွန်တာခဏထားအောင်နော်ဘယ်သူလွန်တယ်လဲဘယ်သူမှားလဲဆိုတာတော့နောက်မှအေးအေးဆေးဆေးစဉ်းစားတာပေါ့နော်လောလောဆယ်မှာဘာဖြစ်လဲဆိုတော့လောလောဆယ်မှာငါစိတ်တူနေတော့ငါပင်ပန်းနေပြီနော်စိတ်မှာငြိမ်းချမ်းမှုမရှိတော့ဘူးနော်ဒီလိုငြိမ်းချမ်းမှုမရှိတာကြီးကအင်တန်ခန်းခက်တယ်အင်တန်ဆင်းရဲတယ်အထူးသဖြင့်ယောဂတစ်ခုခုရှိတဲ့လူနှလုံးယောဂတို့တူယောဂတို့ရှိတဲ့လူဆိုရင်တော့ဒါအင်မတန်ကြောက်စရာကောင်းတာပဲနော်လုံးဝလက်ခံထားလို့မဖြစ်ဘူးတူတာရှိလက်ခံထားရင်ကျမ်းမာရေးပါထိခိုက်နေတဲ့အသက်တောင်ထိခိုက်သွားနိုင်တယ်နော်အဲ့တော့တတိရှိတဲ့လူဆိုရင်ပူတာနဲ့ချက်ချင်းသိတယ်သိပြီးရင်အဲ့ဒီသိတဲ့တတိထဲမှာကိုပဲဉာဏ်သဘောကပါနေတယ်နော်အခုလိုပြောတော့မှတော့တခုံချင်းပြောတာအင်မတန်ရှိတယ်အင်မတန်ကြားတယ်နော်တတိနဲ့ဉာဏ်နဲ့အားကောင်းနေတယ်လို့ဆိုရင်သိလိုက်လို့ပစ္စုပန်တက်တဲ့အဲ့ဒီစိတ်ကိုရှုမှတ်လိုက်တဲ့တပြန်နဲ့အဲ့ဒီရှုမှတ်မှုထဲမှာပဲအမှန်ကိုသိမှုသဘောကလည်းအကုန်လုံးပါတယ်နော်ဒီစိတ်ရဲ့သဘာဝကိုသိတယ်ဒီစိတ်ရဲ့အနတ္တကိုသိတယ်ဒီစိတ်ကြောင့်ဖြစ်ပေါ်နေတဲ့ဒုက္ခကိုလည်းသိတယ်နော်သိပြီးတော့ဒီလိုသိချင်းပဲပျောက်သွားတာနော်ပျောက်သွားတဲ့အခါစိတ်ကပြန်ပြီးတော့ကြည်လင်အေးချမ်းသွားတယ်ငြိမ်းချမ်းသွားတယ်နော်တာမန်အဖြစ်ဆိုရင်လူတွေကစိတ်ဆိုးစရာဒေါသတစ်ခုဖြစ်လာတဲ့အခါမှာငါစိတ်ဆိုးတယ်လို့ဒီလိုထင်တာပဲနော်ငါ့ကိုတို့ကစိတ်ဆိုးအောင်လုပ်တယ်လို့လည်းဒီလိုလည်းတွေးရင်တွေးတယ်နော်အဲ့တော့စဉ်းစားကြည့်နော်ငါစိတ်ဆိုးတယ်ဆိုရင်တောင်မှငါစိတ်ကိုဒေါသကအနိုင်ယူသွားပြီဆိုတဲ့အတိတ်ပဲမပေါ်ဘူးလားပေါ်နေပြီနော်အဲ့တော့ငါစိတ်ကိုဒေါသကအနိုင်ယူသွားပြီဆိုရင်ငါလွတ်လပ်တဲ့သူလားမဟုတ်တော့ဘူးနော်လွတ်လပ်တဲ့သူမဟုတ်တော့ဘူးငါစိတ်ကိုသူများကစိတ်ဆိုးအောင်လုပ်တာပါလို့အဲ့လိုတွေးရင်ကောငါ့ကိုသူများကစိတ်ဆိုးအောင်လုပ်လို့ရနေရင်ငါစိတ်ကိုသူများထင်တိုင်းချေလဲလို့ရနေပြီပေါ့နော်ငါစိတ်ကိုသူတစ်ပါးကထင်တိုင်းချေလဲလို့ရနေရင်ငါလွတ်လပ်တဲ့သူဟုတ်တယ်လားမဟုတ်တော့နော်တော့အဲ့လိုကြည့်ရင်ကိုယ်ကိလေသာကပဲကိုယ့်ကိုလွှမ်းမိုးသည်ဖြစ်စေနော်သူတစ်ပါးကပဲကိုယ့်ကိုဒေါသဖြစ်အောင်လုပ်သည်ဖြစ်စေနော်ဒေါသဖြစ်လာတဲ့သူဟာလွတ်လပ်တဲ့သူမဟုတ်တော့ဘူးသူ့မှာလွတ်လပ်မှုမရှိဘူးအဲ့တော့လူတိုင်းပဲပြောကြတယ်လွတ်လပ်မှုလိုချင်တယ်လွတ်လပ်မှုလိုချင်တယ်ဘယ်လိုလွတ်လပ်မှုမျိုးကိုလိုချင်တာလဲလှုပ်ချင်တာတွေအကုန်လုံးစိတ်ထင်တိုင်းလုပ်နေရတာကိုလွတ်လပ်တယ်လို့ဆိုလိုတာလားအဲ့ဒါကအမတန်ခလေးဆန်တဲ့မရင်ကျက်တဲ့ဉာဏ်ပညာမရှိတဲ့သူတွေရဲ့အထင်မှားမှုပဲတတိရှိတဲ့လူဉာဏ်ရှိတဲ့လူတရားကိုသိတဲ့လူဆိုရင်တော့စိတ်ထဲမှာကိလေသာတစ်ခုခုဖြစ်ခွင့်ရနေတာဟာမလွတ်လပ်တာပဲဆိုတာကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တယ်နော်လုံးဝတန်တရားမရှိတော့အောင်သိနိုင်တယ်